တောင်တွေကိုဖြိုပြီးတော့မြေပြင်ကိုညှိကမျိုးတစ်တွေဖန်တီးနေခဲ့တဲ့တရုတ်နိုင်ငံလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကယူကုန်းဆိုတဲ့တရုတ်တောင်သူကြီးတယောက်ဟာသူ့အိမ်ဝင်ပေါက်ကိုမပိတ်အောင်လို့နေသားမကောင်းတဲ့တောင်နှလုံးကိုရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာတကယ်ပဲကြိုးစားခဲ့ပြီးတော့အဆုံးမှာအောင်မြင်ခဲ့တယ်လို့ဒန်နာရီကဆိုကြပါတယ်။ဒီဖြစ်ပျက်ကနေယူကုန်းတောင်ရွှေ့သည်ဆိုတဲ့တရုတ်စကားပုံပေါ်ပေါက်လာတာဖြစ်ပြီးတော့လှုပ်ချင်စိတ်ရှိရင်ပြီးမြောက်အောင်လုပ်နိုင်တယ်ဆိုတာမျိုးအဓိပ္ပာယ်ရပါတယ်။ဒါပေမဲ့အခုတော့တရုတ်နိုင်ငံကတောင်တွေကိုဒီစကပုံအတိုင်းဖြိုချဖျက်ဆီးနေတဲ့အတွက်ဒီတန်တာကြီးကလက်တွေ့ဖြစ်လာနေပါပြီ။2010ပြည့်နှစ်ဒီမှာလူသမား6000နဲ့မြေတူးစက်နဲ့မြေဖို့ကား3000ကျော်ပါဝင်တဲ့အဖွဲ့အစည်းတစ်ခုကတောင်ထိပ်ရာပေါင်းများစွာစီစစ်လွတ်ချင်းခံခဲ့ရပါတယ်။ရွေချက်ကတော့တောင်တွေကိုတစ်ခုပြီးတစ်ခုပြားချက်သွားအောင်လုပ်ဖို့ပါပဲ။တောင်တွေကိုတပိုင်းချင်းစီကားတွေပေါ်တင်ပြီးတော့တည်ယူသွားခဲ့ကရှုခင်းတွေကမျက်စိရှိမှရင်ပြောင်းလဲသွားခဲ့ပါတယ်။ဒါပေမဲ့ဘာကြောင့်ပါလဲ။တရုတ်နိုင်ငံကဖြိုဖျက်ပစ်ဖို့စီစဉ်နေတဲ့တောင်900ရှိပြီးတော့အဲ့တောင်900ကတနေရာထဲမှာရှိနေတာမဟုတ်ဘဲနဲ့နိုင်ငံတဝင်းလုံးမှာပြန့်ကျဲနေပါတယ်။ဓမ္မဦးဆုံးအနေနဲ့လန်ကျိုးမြို့မှာတရုတ်သမိုင်းတစ်လျှောက်အကြီးမားဆုံးတောင်ရွှေ့ပြောင်းရေးစီမံကိန်းလို့ခေါ်တဲ့ project တစ်ခုရဲ့အစိပ်ပိုင်းအနေနဲ့နိုင်ငံရဲ့အကြီးဆုံးစောက်လုပ်ရေးကုမ္ပဏီတွေကတစ်ခုကမြို့တည်ကြီးတစ်ခုတည်ဆောက်ဖို့အတွက်မြေပြင်ကိုညှိပေးနေပါတယ်။တောင်မြေညှိချင်းစီစဉ်ရဲ့ပထမအဆင့်ကို2012ခုနှစ်အောက်တိုဘာလနှောင်းပိုင်းမှာစတင်ခဲ့ပြီးတော့နောက်ဆုံးမှာအသုံးပြုနိုင်တဲ့မြေနေရာ30 စတူဒီယံမိုင်လောက်ရလာလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ဒီစီမံကိန်းကိုနိုင်ငံရဲ့အကြီးဆုံးပုဂ္ဂလိကကုမ္ပဏီတွေကတစ်ခုဖြစ်တဲ့နန်ကျင်းမြို့ကတရုတ်ပစိဖိတ်ဆောက်လုပ်ရေးလုပ်ငန်းစုကဦးဆောင်နေပါတယ်။ဒီစီမံကိန်းသာအဆင်ပြေသွားမယ်ဆိုရင်တရုတ်နိုင်ငံအတွက်ဒီနေရာမှာရေပြန့်လွင်ပြင်တစ်ခုရှိလာမှာဖြစ်ပြီးတော့သူတို့လိုရှိသမျှကိုလှုပ်ဆောင်နိုင်ပါလိမ့်မယ်။တရုတ်နိုင်ငံနောက်ပိုင်းကန်စုပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီးတော့လူဦးရေ3.6 တန်းရှိတဲ့လန်ကျိုးမြို့ဟာရှီဟောင်းပိုလန်မာကြီးပေါ်ကအဓိကကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။အခုတော့တရုတ်ပြည်မကြီးနဲ့အာရှအလဲပိုင်းရဲ့ပထဝီဝင်နဲ့အရင်ကျေးမှုဆိုင်ရာစုံမက်နေရာမှာတည်ရှိနေတာကြောင့်လန်ကျိုးမျိုးရဲ့တမိုင်းဝင်ရေးပါမှုကိုပြန်လည်အသက်သွင်းဖို့စီစဉ်နေကြပါတယ်။ဒီစီမံကိန်းရဲ့ဒုတိယပိုင်းကတော့ရှန်ရှီပြည်နယ်ကရန်အန်းမြို့မှာဖြစ်ပြီးတော့မြို့ရဲ့လက်ရှိ area ကို2ဆအထိတိုးချဲ့ဖို့ရည်ရွယ်ပြီးတော့စတူယန်မိုင်30ကျဲတဲ့မြေပြန့်တစ်ခုဖန်တီးမှာဖြစ်ပါတယ်။လုပ်ငန်းတွေကို2012ခုနှစ်ဧပြီလမှာစတင်ခဲ့ပါတယ်။ပြီးတော့ခြုံကင်းရှီအန်နဲ့ဗီချမ်းမြို့ရဲ့ပတ်လည်မှာလည်းမြင်းကြီးတဲ့တခြား project တွေရှိနေပါသေးတယ်။ဒီ project တွေအားလုံးကတရုတ်နိုင်ငံရဲ့နောက်ဖက်ဒေသဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ကျေးလက်ဒေသတွေကနေမြို့ပြတွေစီကိုလူတန်းပေါင်းများစွာရွှေ့ပြောင်းလာဖို့အတွက်ဘေကျင်းရဲ့ကြိုးပမ်းအားထုတ်မှုတွေရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။တောင်တွေကိုဖြိုဖျက်ပြီးတဲ့နောက်ထွက်လာတဲ့အပျက်စီးတွေအားလုံးဘယ်နှရောက်သွားလဲ။ဓမ္မဆုံးအနေနဲ့တောင်တွေကိုဖြိုပြီးအစိပ်ပိုင်းတွေကိုတခြားနေရာမှာစွန့်ပစ်လိုက်ရုံပဲလို့တွေးစရာရှိပေမဲ့ဒါပေမဲ့ဒါတွေအားလုံးကလုံးဝအတိတ်ပဲမရှိတဲ့ကိစ္စလို့ဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့တောင်တစ်ခုစီကမြေတွေကိုနေရာတစ်နေရာကနေတခြားတစ်နေရာကိုရွှေ့လိုက်မယ်ဆိုရင်တောင်ကနေရာတစ်မှာပေါ်လာရုံပဲရှိမှာပါ။အဲ့ဒါပြင်အဲ့ဒီဖြစ်ပေါ်လာမဲ့မြေပုံကြီးကအရင်လိုမျိုးခိုင်မာတဲ့တဘာဝဖွဲ့စည်းပုံမဟုတ်တော့ဘဲနဲ့ကြောက်တုံးတွေစုပုံထားတဲ့အပုံကြီးဖြစ်နေုံပဲရှိပါလိမ့်မယ်။ဒါပေမဲ့တရုတ်နိုင်ငံကဒီအတွက်ဖြည့်ရှင်းနည်းတစ်ခုကိုတွေ့ရှိခဲ့ပြီးတော့သူတို့ကချိုင်ဝမ်နေနဲ့တဘာဝတိုင်းနေနေတဲ့နေရာတွေကိုတောင်ပြိုရဲစီကရလာတဲ့မြေတွေကြောက်ဆိုင်ကြောက်သားတွေအားလုံးဖြည့်ပစ်လိုက်ပါပြီ။ဒီလိုနည်းနဲ့သူတို့ကငှက်နှစ်ကောင်ကိုကြောက်ခဲတစ်လုံးနဲ့တက်လိုက်တယ်လို့ရလာမျိုးရလာပါတယ်။တောင်ရှိခဲ့တဲ့နေရာမှာမြေနေရာတစ်ကိုရလိုက်ပြီးဖြည့်ထားတဲ့မြေနေပိုင်းတွေကနေလည်းမြေပိုတွေရရှိလာပါတယ်။အထူးသဖြင့်တော့မြေနေပိုင်းတွေကရေကြီးတာနဲ့မြေပြိုတာတွေဖြစ်တတ်တာကြောင့်စောက်လုပ်ရေးဒါမှမဟုတ်စိုက်ပျိုးရေးအတွက်မသင့်တော်ပေမဲ့ဖြည့်လိုက်မယ်ဆိုရင်တော့အသုံးဝင်လာပြီဖြစ်ပါတယ်။အစင်းဒီအားလုံးပြီးသွားတဲ့အချိန်မှာလန်ကျိုးမှာကျယ်ဝန်းလာတဲ့မြေနေရာလွတ်ကြီးရရှိလာခဲ့ပါပြီ။ဒါကစတူယန်မိုင်96မိုင်ကျယ်တဲ့အေယာမမြေလွတ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါကိုလန်ကျိုး new area လို့ခေါ်ပြီးတော့လန်ကျိုးမြို့ရဲ့ခရိုင်တစ် website မှာတင်ထားတဲ့ကြော်ညာတစ်ခုကတော့တောက်ပနေတဲ့မိုးမျှော်တိုက်တွေနဲ့စိမ့်လန်းတဲ့ဥယျာဉ်တွေပါဝင်တဲ့digital မျိုးပြရှုခင်းကို opera တန်စင်နဲ့အတူပြသထားပါတယ်။မြင်ကွင်းကကြီးမားတဲ့အစိုးရအဆောက်အုံတစ်ခုကနေထွက်လာပြီးတော့စိတ်ကူးတွေကမျိုးတစ်မျိုးရဲ့ပုံစံလိုမျိုးနိုင်စဉ်လေးစိတ်သည့်ရေနံချက်ဆက်ယုံရထားလမ်းစနစ်နဲ့ပရိသတ်တွေပြည့်နေတဲ့အားကစားကွင်းတို့ကိုပြသထားပါတယ်။ဒါတွေဟာတရုတ်ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့အလားအလာရှိတဲ့အစီအစဉ်တွေလည်းဖြစ်ပါတယ်။တောင်တွေကိုပြိုချခဲ့တာကနှင်းငယ်ကြပြီဖြစ်ပြီးတော့အခုတော့ဒီ area ကနေထိုင်လို့ရတဲ့ပုံစံမျိုးဖြစ်နေပါပြီ။လမ်းရဲ့တစ်ဖက်လုံးမှာတူညီတဲ့အထက်30မြင့်တဲ့အဆောက်အုံတွေတန်းစီနေပြီးတော့အလျား1600ပေအနံ600ပေရှိတဲ့သူတို့ရဲ့မြေကွက်လက်တွေပေါ်မှာတည်တည်တက်တက်တည်ရှိလို့နေပါတယ်။ဒီဆောက်အုံဒါဇင်ပေါင်းများစွာကတန်းစီနေပြီးတော့စုစုပေါင်းအထက်မြင့်တိုက်ကြီးတွေရာပေါင်းများစွာနဲ့တိုက်ခန်းတစ်တောင်းချီရှိနေပါတယ်။လန်ကျိုး new area ကမူလကမြို့ပြစီမံကိန်းရေးဆွဲသူတွေဒီဇိုင်းဆွဲထားတဲ့အေယာမဇယားကွက်ပုံစံနဲ့ရက်ကွက်တစ်ခုဖြစ်ပါတယ်။ဒါဟာ2016ခုနှစ်မှာအမြင့်ကနေမြင်ရတဲ့ခရိုင်တစ်ရဲ့ပုံစံဖြစ်ကနောက်ပိုင်းမှာတော့ပိုကျပြန့်လာခဲ့ပါတယ်။လန်ကျိုးမြို့ရဲ့မဟာဗျူဟာမြောက်ဒီနေရာကြောင့်လန်ကျိုးမြို့ကတဖန်အနောက်ဘက်ကိုသွားတဲ့တကားပေါက်ဖြစ်အသုံးပြုခံနေရပြီး
ပိုလန်မှာစီးပွားရေးပတ်လန်းရဲ့အဓိကအချက်ချာနေရာဖြစ်လာဖို့အတွက်လားလာရှိနေပါတယ်။ပိုလန်မှာစီးပွားရေးပတ်လန်းကတရုတ်နိုင်ငံရဲ့လမ်းမတစ်သွယ်ကပတ်တစ်ခု One Belt One Road စီမံကိန်းရဲ့မြေပေါ်ပိုင်းဖြစ်ပြီးတော့အရှေ့အာရှကနေအနောက်ဥရောပအထိကျေပြန့်တဲ့လမ်းမတစ်ကြီးတွေရထားလမ်းတွေတည်ယူပို့ဆောင်ရေးနဲ့စက်မှုဇုံတွေပိုက်လိုင်းတွေဓာတ်အားပေးစက်ရုံတွေအုပ်ချုပ်ရေးဌာနတွေနဲ့မြို့သစ်တွေရဲ့ကြီးမားတဲ့ကွန်ရက်တစ်ခုကိုဖန်တီးဖို့ကူညီပေးပါလိမ့်မယ်။ပိုလန်မှာတည်ကြည်ပြီးဆုံးမှုဆိုတာအများကြီးဝေးနေသေးပေမဲ့လန်ကျိုးအလုတ်ကုန်သွယ်ရေးပန်းချံကိုတော့ဖန်တီးပြီးပါပြီ။1.2 စတူဒီယံမိုင်လောက်ရှိတဲ့ဒီကြီးမားတဲ့တည်ယူပို့ဆောင်ရေးစုံကိုမြေစီလွာပြော့တောင်ကုန်းတွေကနေဖန်တီးထားတာဖြစ်ပါတယ်။ဒီပန်းချံရဲ့အဓိကနေရာကတော့နိုင်ငံအနှံ့တည်ယူပို့ဆောင်ရေးအတွက်အကောက်ခွန်ရှင်းလင်းရေးဖြစ်ပါတယ်။ပိုလန်မှာတည်ရဲ့အဓိကရည်မှန်းချက်တွေကတခုကနေဆက်ဖြတ်ကျော်တည်ယူပို့ဆောင်ရေးကိုပုံမတက်တာပြီးတော့ပုံမထိရောက်အောင်လှုပ်ဆောင်မှုဖြစ်တာကြောင့်ဒီနိုင်ငံတော်မှာအကောက်ခွန်စုံကွန်ရက်တစ်ခုကိုတည်ဆောက်နေကြပါတယ်။ဒါပေမဲ့ပိုကြီးမားတဲ့ရည်မှန်းချက်တွေရှိသေးကဒီစုံကို electronic ထုတ်လုပ်ရေးအဆင့်မြင့်နည်းပညာသုံးစက်ပစ္စည်းတွေနဲ့ဇီဝဆေးဝါးတွေထုတ်လုပ်ရမှာအချက်ချာဖြစ်စေဖို့နဲ့နေဆက်ဖြတ်ကျော် e-commerce online စီးပွားရေးလုပ်ငန်းတွေအတွက်ဗဟိုဌာနတစ်ခုဖြစ်စေဖို့ရည်ရွယ်ထားပါတယ်။နောက်ထပ်ကြီးမားတဲ့ project တစ်ခုကတော့ပြည်သူ့ပြပွဲတွေကျင်းပဖို့နဲ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အာရုံစိုက်မဲ့ပိုလန်မှာယဉ်ကျေးမှုမွေးနေ့ပြပွဲမျိုးပဲဖြစ်ပါတယ်။ဒီ project ရဲ့ကနဦးကုန်ကျစရိတ်ကို American dollar တန်း900ကနေတန်း950ကျားရှိမယ်လို့ခန့်မှန်းထားပြီးတော့ဒီ project ကို2015ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ကြီးမားဆုံး media agency တွေကတစ်ခုဖြစ်တဲ့ Great Wall ရုပ်မြင်သံကြားကဦးဆောင်တဲ့ဒီ project ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့လန်ကျိုးရဲ့ခရိုင်တစ်မှာရုပ်ရှင်စတူဒီယိုကတ်တွန်းစင်တာနဲ့ခရီးသွားပန်းခြံတစ်ခုတည်ဆောက်ဖို့အစီအစဉ်တွေရှိနေပါတယ်။ဒီလန်ကျိုးခရိုင်အသစ်မှာတော့ရေခဲဥယျာဉ်နဲ့ဒိုင်နိုဆောပန်းခြံအပါအဝင်ပိုလန်မှာတစ် project အသစ်များစွာကိုလည်းတည်ဆောက်ဖို့စီစဉ်ထားပါတယ်။ဒီ project တွေအောင်မြင်နိုင်မှုအတွက်တရုတ်နိုင်ငံကတောင်းတွေကိုဖြိုချနေပါတယ်။ဒါမဲ့လည်းဒီ project တွေအားလုံးကဝေဖန်မှုတချို့ကိုရင်ဆိုင်နေရပါတယ်။2014ခုနှစ်ကတရုတ်သိပ္ပံပညာရှင်3ဦးကဒီစီစဉ်တွေကိုပတ်ဝန်းကျင်နည်းပညာသို့မဟုတ်စီးပွားရေးအရလုံလောက်စွာကြိုတင်စဉ်းစားထားခြင်းမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။နေရာဖွံ့ဖြိုးတိုးတက်မှုလှုပ်ဆောင်မှုကုန်ကျစရိတ်နဲ့အကျိုးကျေးဇူးတွေကိုတည်တည်ချာချာမချိန်ဆခဲ့ပေနဲ့အဲ့ဒီစားသူတို့ကလုပ်ငန်းတွေကိုချက်ချင်းစတင်ခဲ့ပြီးရလဒ်အနေနဲ့အတွေ့အကြုံမရှိခြင်းနဲ့နည်းပညာပိုင်းဆိုင်ရာပြဿနာတွေကစောက်လုပ်ရေးကိုနှောင့်နှေးစေကကုန်ကျစရိတ်တွေကိုတက်စေပါတယ်။ပတ်ဝန်းကျင်ထိခိုက်မှုတွေကိုလည်းလုံးဝထည့်သွင်းစဉ်းစားခြင်းမရှိသလောက်ပါပဲ။တရုတ်နိုင်ငံကမြေယာပြန်လည်ဖော်ထုတ်ရေးစီမံကိန်းများစွာဟာပတ်ဝန်းကျင်ဆိုင်ရာစီးမင်းတွေကိုကျော်လွှားလေးရှိကြပါတယ်။ဘာလို့လဲဆိုတော့ဒေသဆိုင်ရာအာဏာပိုင်တွေကတဘာဝကိုကာကွယ်တာထက်ပိုက်ဆိုင်ရာကိုပိုပြီးစိတ်ဝင်စားကြတာကြောင့်ပါ။တောင်တွေကိုဒါမှမဟုတ်တောင်ကုန်းထိပ်တွေကိုဖျက်တောက်ပြီးတော့မြေစီလွာမြောင်များကိုရွှေ့ကမြေနေရာလွတ်တစ်တွေဖော်ဆောင်တာကခွဲစိတ်မှုကြီးတစ်ခုလိုပါပဲ။တက်ရှိခနာကိုစားကမ္ဘာမြေပြင်ကြီးကိုခွဲစိတ်တာပဲကွာခြားပါတယ်။တောင်ထိပ်တွေကိုအမေရိကန်ပြည်ထောင်စုအရှေ့ပိုင်းမှာရွှေ့ပြောင်းခဲ့ကြဘူးပေမဲ့ဒီလိုမျိုးကြီးမားတဲ့တိုင်းတာမျိုးထိတစ်ခါမှမလုပ်ကြဘူးပါဘူး။တရုတ်နိုင်ငံမှာမြို့တွေတည်ဆောက်ဖို့အတွက်အမြင့်ပေ300ကနေ900ကျားရှိတဲ့တောင်ကုန်းဒါဇင်ပေါင်းများစွာကိုညှိနေကြတာကရင်ကတစ်ခါမှမလုပ်ဘူးတဲ့အရာပါ။အဲဒါကြောင့်စိန်ခေါ်မှုများတဲ့တောင်ပေါ်ခြေနေတွေမှာမြေကွက်တွေဖန်တီးဖို့ဆိုတာလဲကူတဲ့အနေထားတော့မဟုတ်ပါပဲ။အလော်ဂျီဆုံးဖြတ်ချက်တွေကြောင့်ဒီစီမံကိန်းတွေမှာပြဿနာတွေနဲ့ဆိုးဝါးတဲ့အကျိုးဆက်တွေကြုံနေရတာဖြစ်ပါတယ်။လန်ကျိုးမြို့မှာတောင်တွေကိုဖြိုချတာမမျှော်လင့်မဲနဲ့လေထုပြဿနာတချို့ကိုဖြစ်စေခဲ့ပြီးဖုံဖုံနေကြောင်ဖြစ်တဲ့လေထုညဉ့်ညမ်းမှုအဆင့်ကြောင့်လုပ်ငန်းကိုတောင်မှခိတ္တရပ်ဆိုင်းခဲ့ရပါတယ်။မူလကလန်ကျိုးမြို့မှာလူဦးရေ 3.6 တန်းရှိပြီးတော့ဒီတောင်ဖြိုမြင်းကြီးတဲ့ project တွေမလုပ်ခင်ကတည်းကပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေရှိနေခဲ့ပါတယ်။2011ခုနှစ်မှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလန်ကျိုးမြို့ကိုတရုတ်နိုင်ငံမှာလေထုညဉ့်ညမ်းမှုအဆိုးဆုံးမျိုးဖြစ်သတ်မှတ်ခဲ့ပါတယ်။မြို့ရဲ့အဓိကစက်မှုလုပ်ငန်းတွေမှာအထည်လိပ်ဓာတ်မြေဩဇာထုတ်လုပ်မှုနဲ့တပ်ထုလုပ်ငန်းတွေပါဝင်ပြီးတော့ဒီယာရီကတခုမှပတ်ဝန်းကျင်အတွက်ကောင်းတာမျိုးမရှိပါဘူး။အခြားကျွမ်းကျင်သူတွေကလည်းတဲခန္ဓာတခုလိုမျိုးနေရာရဲ့အလယ်မှာမြို့တစ်ခုတိစောက်ခြင်းရဲ့ငွေကြေးဆိုင်ရာပြဿနာတွေကိုလည်းထောက်ပြခဲ့ကြပါတယ်။လူနေအင်အားမြေကနေဝင်ငွေပြန်ရပြီးတော့ယင်းနှိမ့်မြုပ်နှံမှုအတွက်အကျိုးမြတ်ပြန်ရလိမ့်မယ်လို့ယူဆထားပြီးမြဲဒီလိုမျိုးတွေမှာတော့အမျက်ဆုံးကအများအပြားအတော်လေးနေပါပါတယ်။